လူတမေးလေးရှိတဲ့ရှေးကြအဆုံးမိကွန်းတွေထဲကတစ်ခုကိုဘာသာရေးရှုထောင့်ကနေအဖေးရှာကြည့်ကြရအောင်ပါအဲ့ဒါကတော့ဒီကဘာပေါ်မှာဆင်းရဲဒုက္ခတွေဘာကြောင့်ရှိနေရတာလဲဆိုတာပါပဲ ဒီနေ့ရဲ့လေ့လာမှုမှာတော့ဒီအရင်းမြစ်အချက်လက်တီပေါ်အခြေခံပြီးဆင်းရဲဒုက္ခရဲ့ဇာတ်မြစ်ကနေစပြီးစေကြဝဠာဆိုင်ရာအငင်းပွားမှုလူသားတွေရဲ့အခန့်ကဏ္ဍပြီးတော့နောက်ဆုံးမှဖြစ်ပေါ်လာခဲ့တဲ့အကျိုးဆက်တွေအထိအဆင့်ဆင့်လေ့လာသွားကြမှာပါ ကဲပထမဆုံးအနေနဲ့ဘွာရဲ့အကြီးမားဆုံးမေကွန်းတစ်ခုကိုအရင်ဆုံးကင်တွေထိကြတာပေါ့ ဟုတ်ပြီဒီမေကွန်းကတော်တော်များများမေးကြတဲ့မေကွန်းတစ်ခုပါဒီရင်းမြေကတော့အဖြစ်ကိုတိုက်ရိုက်ဖိမဲ့အစားဒီမေကွန်းရဲ့အခြေခံတဲ့ယူဆချက်ဖို့ပြန်ပြီးစဉ်းစားကြည့်ဖို့ဖိတ်ခေါ်ထားရပါဆိုတော့ဒီမှာအဓိကကြတဲ့အချက်ကဘာလဲဆိုတော့နာကြည့်မှုဆိုတာမူလဒီဇိုင်းရဲ့အစိပ်ပိုင်းတစ်ခုမဟုတ်ဘူးဒါဟာဖန်ဆင်းခြင်းလုပ်ငန်းစဉ်ကြီးတစ်ခုလုံးမပြီးသေးဘူးဆိုတာကိုပြနေတဲ့လက္ခဏာတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ် ကဲဒီအချက်ကနေပြီးတော့စကြဝဠာတစ်ခုလုံးနဲ့ဆိုင်တဲ့ပရိပက္ခတစ်ခုအဖြစ်ဘယ်လိုဖြစ်ပေါ်လာတယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင် ဒီစက်ကြောင်းတစ်ခုလုံးကအဓိကအခြေခံမှုတစ်ခုတည်းရဲ့ခိုင်မာမှုအပေါ်မှာပဲမူတည်နေပါတယ်အဲ့ဒါကတော့မေတ္တာတရားပါပဲ ဒီမှာဆိုရင်ဇလန်ရဲ့အဓိကတင်မာမှုကိုဖန်တီးပေးတဲ့စန့်ကျင်ဘက်အမြင်တစ်ခုကိုရှင်းရှင်းလင်းလင်းတွေ့ရမှာပါတစ်ဖက်မှာတော့မေတ္တာတရားဆိုတာဖြစ်နိုင်တယ်လက်တွေ့ကြတယ်လို့ဆိုပြီးနောက်တစ်ဖက်မှာတော့ဒါဟာလုံးဝမဖြစ်နိုင်တဲ့လက်တွေ့မကြတဲ့စံနှုန်းတစ်ခုတာဖြစ်တယ်လို့အငင်းပွားနေကြတာပါ ဟုတ်ပြီဒါဆိုရင်ဒီအငင်းပွဲမှုကြီးထဲမှာလူသားမျိုးနွယ်ကဘယ်နေရာကနေဘလို့ပါဝင်လာခဲ့တာလဲ ဒီအရင်မြတ်မှာတော့အာဒံကိုဒီချက်ကဝါလာဆိုင်ရာစစ်စင်းမှုကြီးထဲမှာအထူးလှုပ်ဆောင်ချက်နှစ်ခုနဲ့ဖန်ဆင်းခဲ့တယ်လို့ရှင်းပြထားပါတယ်။တစ်ခုကခန်းစာရာတစ်ခုအထစ်နောက်တစ်ခုကတက်တီတူအထစ်ပါ ဆိုလိုတာကအကယ်လို့သာအာဒန်ကအောင်မြင်ခဲ့မယ်ဆိုရင်သူဟာဖျားသခင်၏ပုံတန်တော်များထဲကတပါးဖြစ်လာပြီးဖျားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုတရှိတတ်တဲ့အဖြစ်ပြသနိုင်မှာဖြစ်ပါတယ် ဒါပြည့်မဲ့အားလုံးသိကြတဲ့အတိုင်းပဲအစီအစဉ်ကရည်ရွယ်ထားသလိုဖြစ်မလာခဲ့ပါဘူး အာဒံရဲ့ကြာရှုံးမှုပါတကယ့်ကိုကြီးမားတဲ့အကျိုးဆက်တစ်ခုရှိခဲ့ပါတယ်ဒီကျမ်းပိုင်မှာဖော်ပြထားသလိုပါပဲရှုံးသောသူဒီနိုင်သောသူ၏ကျွမ်းထက်တက်ဒီဆိုတဲ့သဘောတရားအတိုင်းပါပဲ သူကစမ်းသပ်မှုကမအောင်မြင်ခဲ့ဘူးဒီလိုနဲ့သူ့ရဲ့အုပ်စုပိုင်ခွင့်ကိုသူ့ကိုအနိုင်ယူသွားတဲ့တန်ကိုတနည်းအားဖြင့်အဖြစ်တရားစီကိုလွှတ်ပြောင်းပေးလိုက်ရပါတော့တယ် ဒီရင်းမြစ်မှာတော့ဒီကြရှုံးမှုဟာတိကျတဲ့ရွေးချယ်မှုတစ်ခုကြောင့်ဖြစ်ခဲ့တဲ့ပြီးတော့အဲ့ဒီရွေးချယ်မှုရဲ့ဝိညာဉ်ရေးဆိုင်ရာအကျိုးဆက်ကလည်းချက်ချင်းဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုထောက်ပြထားပါတယ် ဒီတစ်ခါတည်းသောရှုံးနေမှုအားဖန်ဆင်းခြင်းအလုံးအတွက်ချက်ချင်းဆိုသလိုပဲအကြီးကျယ်ဖြစ်စည်းစေတဲ့ရလဒ်တစ်ခုကိုထည့်ဆော်လာခဲ့ပါတယ် ပထမဆုံးကျတော့ကပရာကြီးကိုအုပ်စိုးနေတဲ့အခြေခံဥပဒေသားဟာချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့တာပါပဲ အဲ့ဒီကြရှုံးမှုရဲ့ရလက်ကတော့ကဘာကြီးကိုအုပ်ချုပ်တဲ့နေရာမှာပြောင်းလဲသွားတာပါပဲမေတ္တာတရားရဲ့အုပ်စိုးမှုအစားအားကြီးသူရှင်သားရဲ့ဆိုတဲ့အင်အားသုံးအုပ်ချုပ်မှုပုံစံတစ်ခုဖြစ်လာခဲ့ပါတယ် ဒီလိုအင်အားသုံးအုပ်ချုပ်မှုပုံစံနဲ့အတူတက်ရှိတဲ့အတွက်လုံးဝကိုကွဲပြားခြားနားတဲ့လက်တွေ့ဘဝတစ်တစ်ခုရောက်ရှိလာပါတယ်အဲ့ဒါကတော့တေခြင်းတရားပါပဲ ဒီအရေးအမြစ်မှာတေချင်းတရားကိုနီလန်နှမျိုးနဲ့တတ်မှတ်ထားတယ်အဲ့ဒီတစ်ခုလုံးဟာဒီမူလကြာရှုမှုကတိတရိပ်စင်းသက်လာတာကြီးပါပဲ ကဲကြာရှုံးရဲ့ရဲလက်ကဒီလိုတွေဆိုရင်အောင်မြင်ခြင်းကတော့ဘယ်လိုပုံစံဖြစ်မလဲဒီမေကွန်းကဒီဇက်ကြောင့်ရဲ့နောက်ထပ်လာမယ့်အပိုင်းကိုညွှန်ပြနေတယ်လို့ပါပဲ